ဆင်းရဲတဲ့ကောင်လေးတစ်ယောက်ကသူ့အတန်းဖော်ရဲ့အိမ်ကိုညစာစားဖို့တွားလဲခဲ့ပါတယ်။သူကကိုပိုင်ရွှေစုံတစ်ချောင်းကိုပါယူသွားခဲ့တာပါ။အားလုံးကသူ့ကိုဝိုင်းရကြပေမဲ့သူတို့မသိတာကတော့ဒီဆင်းရဲတဲ့ကောင်လေးဟာမကြခင်မှာအချမ်းသာဆုံးလူတစ်ယောက်ဖြစ်လာတော့မှာပါ။ဘာလို့လဲဆိုတော့မော်အစွန်းလွေအားလုံးကဒီရွှေစုံထဲမှာရှိနေလို့ပါပဲ။သူကဒီစုံကိုလမ်းဘေးဈေးသေးတစ်ယောက်စီကနေ2000နဲ့ဝယ်ခဲ့တာပါ။စုံကိုရောင်းလိုက်တဲ့အဘွားအုပ်ကြီးကသူ့ကိုပြောခဲ့ပါတယ်။အကယ်၍သူသာဒီစုံကိုသုံးပြီးသူသေးအိမ်တစ်ခုမှာညစာ3ချိန်စားနိုင်မယ်ဆိုရင်အဲ့ဒီအိမ်ကတားဖြစ်သူနဲ့ဘဝချင်းလဲလှယ်နိုင်မယ်လို့ပေါ့သူကဒီစုံကိုသူ့ဘက်တူပလက်တွေယုံကြည်ပြီးဝယ်ခဲ့တာပါအဲ့ဒီနောက်သူဟာသူ့အတန်းဖော်ဒီထဲမှာအချမ်းသာဆုံးသူရဲ့အိမ်ကိုသွားခဲ့ပါတယ်ဒီနေ့ကဒေးဗစ်ရဲ့ပါတီပွဲနေ့ပါဟန်ရီကိုဖိတ်မထားပြီမယ်ပေါ့သူ့ရဲ့ကံကြမ္မာကိုပြောင်းလဲဖို့တဲ့ဟန်ရီကမဖိတ်ပဲနဲ့ရောက်လာခဲ့ပါတယ်ဟန်ရီကိုမြင်တော့လူတိုင်းကအံ့သွားကြတယ်ဒီနေရာကဆင်းရဲတဲ့ကလေးတွေလာရမယ့်နေရာမျိုးမဟုတ်ပါဘူးဒီအတန်းဖော်ရဲ့နာမည်ကဖောလို့ခေါ်ပါတယ်သူကအเจ้าမှာဟန်ရီကိုခဏခဏအနိုင်ကျင့်လိရှိသူပါသူကပိုက်ဆံတရွက်ထောက်ပေးပြီးတောင်းစားတဲ့သူဆိုတာလက်ပလာနဲ့မပြန်သင့်ဘူးလို့ပြောလိုက်ပါတယ်သူကဟန်ရီကိုတမင်သက်အဆက်ခွဲနေတာပါဒေးဗစ်ကဖောကိုမြန်မြန်မဲ့တားလိုက်ပါတယ်သူကဟန်ရီရောက်လာမှတော့မပြန်ခင်စားသွားပါစေဦးလို့ပြောလိုက်ပါတယ်အိမ်စေတွေကအရသာရှိတဲ့စားထောက်ဖွယ်ရာတွေကိုပြင်ဆင်ပေးကြပြီးလူတိုင်းကရွှေစင်စုံတွေကိုရကြပါတယ်ဟန်ရီကိုဇွန်ပေးတော်မဲ့အချိန်မှာပဲဖောကအိမ်စေတွေကိုတားလိုက်ပြီးဆင်းရဲတဲ့သူတွေဟာရွှေအစုံအဆောင်တွေတုံးဖို့မထိုက်တန်ဘူးလို့ပြောလိုက်ပါတယ်သူကဟန်ရီအတွက်တခါသုံးအစုံအဆောင်တွေပဲယူပေးဖို့အိမ်စီကိုခိုက်လိုက်ပါတယ်ဟန်ရီကတော့စိတ်မဆိုပါဘူးဘာလို့လဲဆိုတော့ဒါကသူ့ရဲ့ရွှေစွန်းကိုအသုံးပြုဖို့အခွင့်အရေးရသွားလို့ပါပဲဒေးဗစ်ကပြုံးပြီးအားလုံးကိုစားဖို့ပြောလိုက်ပါတယ်ဟန်ရီကသူ့ရဲ့ရွှေစွန်းနဲ့အားရပါရစားလိုက်ပါတယ်ရုတ်တရက်ဆိုသလိုဇွန်းကအယောင်တောက်လာတာကိုသူတတိထားမိလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအဖွားဦးကြီးကသူမရဲ့ဖန်လုံးကိုပြစ်လိုက်ပြီးဟန်ရီရွှေစွန်းကိုတုံးနေတာကိုမြင်လိုက်ရပါတယ်ပြပွဲကြီးစားကောင်းမယ်ဆိုပြီးသူမဘာသာရေရွက်လိုက်ပါတယ်ဒေးဗစ်အိမ်မှာနောက်ထပ်စားခွင့်ရဖို့အတွက်ဟန်ရီကသူ့အနာကိုတမင်ကပ်ပြီး asset management အစီရင်ခံစာတွေရေးပေးဖို့ကူညီပေးခဲ့ပါတယ်။အဲ့ဒီညမှာပဲဒေးဗစ်ကအစီရင်ခံစာကိုသူ့အဖေကိုပြလိုက်ပါတယ်။သူ့အဖေကဖက်ကြည့်ပြီးအယမ်းကျေနပ်သွားကသူသားဟာအများကြီးတိုးတက်လာပြီကိုပြောလိုက်ပါတယ်။အဲ့ဒီညမှာပဲဟန်ရီကအစီရင်ခံစာကိုဒေးဗစ်အိမ်ကိုယူလာပေးပြီးသူဘိုက်စာနေလို့ခောက်ဆွဲ6တလုံးလောက်စားလို့ရမလားလို့မေးခဲ့ပါတယ်။ဒေးဗစ်ကတော့ဟင်းပွဲတွေအများကြီးပြင်ဆင်ခိုင်းလိုက်ပါတယ်။ဟန်ရီကသူ့စုံကိုပြန်ထုတ်ပြီးစားတော့မယ့်အချိန်မှာပဲဒေးဗစ်ရဲ့အဖေရောက်လာခဲ့ပါတယ်။သူကဟန်ရီကိုမြင်တော့အန်တော့သွားပြီးဒေးဗစ်ကိုသူရှိမှတင်ဆင်းရဲတဲ့သူတွေနဲ့ပေါင်းတာဟာအချိန်ဖြုံးတာပဲလို့ပြောလိုက်ပါတယ်။အဖေဖြစ်သူရဲ့စုံမမှုကိုရင်ဆိုင်ရတဲ့အခါဒေးဗစ်ကမလွန်းဆိုင်ရဲပဲဟန်ရီရဲ့ပစ္စည်းတွေကိုထုတ်ပေးပြီးပြန်ခိုင်းလိုက်ရပါတယ်။ဒါပေမဲ့ဟန်ရီကတော့အရှုံးမပေးချင်ပါဘူး။အိမ်စီကစားစရာတွေကိုတွားလွင်ပြစ်တော်မယ့်အချိန်မှာပဲသူကပြန်ပြေးဝင်လာပါတယ်။စားလောင်နေတဲ့ဝင်ပလွေတကောင်လိုပဲသူကစားစရာတွေကိုသူ့ရဲ့ရွှေစွန်နဲ့စားပစ်လိုက်ပါတယ်။သူစားလို့မပြီးခင်မှာပဲဒေးဗစ်ရဲ့အဖေကပြန်ရောက်လာပါတယ်ဟန်ရီကအယမ်းရှက်သွားပြီးအမြန်ပဲပြန်ဖို့လုပ်ပေမဲ့သူ့ရဲ့ရွှေစွန်းကိုယူဖို့မေ့သွားမိပါတယ်။ဒေးဗစ်ရဲ့အမေကစွန်းကိုရွှင်ရှာစွာနဲ့ကောက်ယူပြီးဟန်ရီကိုပေးလိုက်ပါတယ်။ပြီးတော့ဒေးဗစ်မှာမင်းလိုတောင်းစားတဲ့သူငယ်ချင်းမျိုးမရှိဘူးလို့ပြောပြီးနောက်တစ်ခါမလာဖို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်ဟန်ရီကလှည့်ထွက်သွားခဲ့ပါတယ်။သူတို့နှစ်ယောက်လုံးမထီတာကတော့ဟန်ရီဟာမကြခင်